ရင်ဘတ်ထဲမှာအထူးသဖြင့်ဘယ်ဘက်ကပေါ့နော်စူးကနေအောင့်နေပြီဆိုရင်အဲ့ဒါပေါ့သေးသေးကိစ္စမဟုတ်ဘူးဆိုတဲ့အကြောင်းလေးကိုကျွန်တော်ဒီနေ့ပြောပြချင်တယ်နော်တို့စီကိုဗျာလွန်ခဲ့တဲ့3ရက်လောက်ကလူနာတယောက်ရောက်လာတဲ့အခါကျတော့ तू ကဘယ်လိုပြောလဲဆရာတဲ့ကျွန်တော်တဲ့ရင်ဘက်ကတဲ့စူးကနေအောင့်နေတာတဲ့တလားနှစ်လားတော့ရှိနေဒီမနေ့ကျတော့တဲ့စူးကနေအောင့်တာကအောင့်တဲ့အချိန်ကြီးကပူစိတ်လာတယ်တဲ့ပြီးတော့ကျွန်တော်ရင်ဘက်ထဲမှာညားတယ်ဘယ်လိုကြီးလဲမသိဘူးတဲ့မော်တော်ချက်တက်ကြီးဖြစ်နေတယ်ဟာကျွန်တော်အဲ့နဲ့သဘောပေါက်သွားပြီအဲ့နဲ့မေးလိုက်တယ်ဆက်လိုက်တော့လားဆိုဆက်လိုက်ကတနေ့ကိုတဘူးလောက်တော့အဲ့တော့ကျွန်တော်လဲတူးကျဲစည်းတွေပါပေးပြီးတော့စိတ်ုံလွတ်လိုက်တယ်အရေးသိကျင်တာရှိရင်ဖုန်းနဲ့ဆက်လိုက်ဆိုကျွန်တော်ဖုန်းနံပါတ်လည်းပေးလိုက်တယ်အဲ့ဒါနောက်ဒီနော်စီကစေးကန်းလာပြပြီးနောက်နေ့လောက်ကျတော့ဖုန်းဆက်လိုက်ဆရာကကျွန်တော်စေးုံတက်နေရတယ်နှလုံးသွေးကြောပိတ်သွားတယ်အဲ့လူဆိုအသက်ကတိတ်အဲ့လောက်ကြီးမကြီးသေးဘူး40လောက်ပဲရှိတယ်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လေကျွန်တော်ဘဝမှာမရဖြစ်နေတဲ့အမှတ်တရတွေတခုရှိပြီနော်အဲ့ဒါဘာလဲဆိုတော့ဗျာကျွန်တော်တို့ကဥမာစေးချောင်းပြီးကစားတော့ဗျာအတွေ့အကြုံရအောင်ဆိုရင်ရန်ကုန်ကအထူးစေးကန်းတွေမှာလက်တော့ဆရာဝင်လောက်ကြတယ်ကျွန်တော်တို့ခေတ်ကတော့အဲ့လိုလုပ်တဲ့အခါမှာဗျာလူနာတယောက်ကရောက်လာတယ်အဲ့လူနာ25နှစ်ပဲရှိသေးရနော်25နှစ်ကျွန်တော်လည်းဆိုရင်အဲ့လိုဆိုရင်ရွယ်တူလောက်ပဲရှိအဲ့လူနာဘယ်လိုဖြစ်တာလဲဆိုတော့ तू ကရင်ဘက်ကစူးကနေအောင့်လာကြာပြီအဲ့ဒီဂျီမနဲ့ကြာမှာကြက်တက်ကြီးဖြစ်လာလို့ဆိုပြီးတော့ရောက်လာတဲ့အခါကျတော့ကျွန်တော်တို့ကဒီအပြင်ရဗျာ OPD ပေါ့ OPD ပြင်မလူနာဌာနပေါ့ဗျာအဲ့မှာကလေးမှာစေးုံတင်ထားတာဆရာကြီးခဏနေနှလုံးထူးမှုဆရာအဲ့လူကလည်းကံကောင်းကျင်တော့ဗျာအဲ့နေ့ကနှလုံးထူးမှုဆရာဝင်ရဂျူတီကြတယ်ဆရာကြီးလာတော့မှဆိုကျွန်တော်တို့ကလည်းဆရာကြီးလာရင်သူ့ကိုပြမယ်ဆိုပြီးတော့သူ့ကိုတင်ထားတယ်ညတော့အဖြစ်ဗျာကျွန်တော်တို့ကသိရမလားဒီနှလုံးသွေးကြောပိတ်တဲ့လူနာတွေကဗျာ35 40 45 50ဒီလောက်မှဖြစ်တာအဲ့တော့အစိတ်ဆို25နှစ်ဆိုကျွန်တော်တို့ကဆရာဝန်လက်တော့ဆရာဝန်တွေဘယ်လိုယူဆလိုက်လဲဆိုတော့စိတ်ဖိစီးမှုများရင်ဗျာမောသလိုလိုကြက်သလိုပေါ့သိရမှာစိတ်အားငယ်တဲ့လူတွေမှာဖြစ်တဲ့ယောဂပေါ့ဗျာသိရမှာ ASR လို့ခေါ်တယ်အဲ့ဒါမမှတ်နဲ့ဘာမှတ်မလဲဆိုတော့လူတွေသိရမှာစိတ်ဖိစီးမှုများလာတယ်မိန်းကလေးတွေမှာဖြစ်များတယ်စိတ်ဖိစီးမှုများလာတယ်စိတ်ညစ်စရာတွေအများများလာပြီးဖိအားထန်တွေမခံနိုင်တော့ဘူး pressure တွေမခံနိုင်တော့ဘူးဆိုရင်သိရမလားတက်သလိုလိုချက်သလိုလိုသရဲပူးသလိုလိုသိရမလားသိရမှာအဲ့လိုမျိုးတွေဖြစ်တတ်တယ်ဗျာအဲ့ဒါ ASR လို့ခေါ်တဲ့ယောဂပေါ့အဲ့ယောဂလို့ကျွန်တော်တို့ကထင်ထားလိုက်တယ်အဲ့လိုလူနာမျိုးတွေကဘာမှမဟုတ်ပွင့်လင်းပြောရရင်တော့ဘိုးရီထိုးကြီးပြန်လွတ်လိုက်တယ်သူကနောက်နေ့ကျရင်ကောင်းအောင်အေးဆေးလေးပါလေးပေးလိုက်အဲ့လိုလူနာပဲထင်လိုက်တယ်ကျွန်တော်တို့ဒီတာဝန်ကြတယ်ကျွန်တော်တို့အထက်ကဆရာဝန်အကြီးရောကျွန်တော်တို့ဆရာဝန်အငယ်တွေရတယ်ဗျာ25နှစ်လူနာဆိုတော့ရင်ထဲမှာမော်တော်ချက်တက်ကြီးဆိုတော့ပေါ့လေးပဲထင်လိုက်တယ်အဲ့ဆရာကြီးကလာတော့ဆရာကြီးလာကြည့်ရခါကျတော့ဒီလူနာကိုကျွန်တော်တို့ကရှင်းပြတာပေါ့နော်ကျွန်တော်အထက်မှာအကိုတယောက်ရှိတယ်အဲ့ကိုကရှင်းပြတာပေါ့ရှင်းပြခါကျတော့လေဆရာကြီးကလူနာကိုသူကမေးတယ်ညီလေးတဲ့ဆက်လိုက်တောက်လားတဲ့တောက်တယ်ဆရာတဲ့တနေ့ကိုဘယ်နဲ့လိမ့်လောက်တောက်ဖြစ်တယ်ဆရာလည်းကျွန်တော်တနေ့ကိုတဘူးလောက်တော့တောက်ဖြစ်တယ်အဲ့ဒါကျွန်တော်တို့လည်းမေးထားတယ်ဆက်လိုက်တောက်လားဆိုတောက်တယ်နော်ဒါပေမဲ့ကျွန်တော်တို့စိတ်ထဲမှာတွေးတာဗျဘလောက်ပဲဆက်လိုက်တောက်တော့25နှစ်နဲ့တော့နှလုံးသွေးကြောမပိတ်နိုင်ဘူးတင်ကျွန်တော်တို့အဲ့လိုပဲတွေးလိုက်တယ်ဒါပေမဲ့ဆရာကြီးကကျတော့အဲ့လိုမတွေးဘူး ECG ဆွဲတော့လေဗျာနှလုံး ECG ဆွဲတော့တယ်ထီရှားမပေါ့အဲ့ဒါဆရာကြီးကဖောက်လိုက်ပါတဲ့သွေးဖောက်လိုက်ပါတဲ့အဲ့ကျွန်တော်အံ့ဩပါအဲ့ဒါပေမဲ့ဆရာကြီးကဖောက်ဆိုကျွန်တော်ဖောက်လိုက်တော့ဖောက်ပေါ့အဖြေလဲထွက်လာတော့တကယ်ဗျာလုံးသွေးကြောပိတ်နေအသက်25နှစ်တော့အဲ့ဒါကြောင့်မို့ကျွန်တော်ပြောတာသိလားဆက်လိုက်တောက်တဲ့လူတွေအသက်ဘယ်လောက်နေငယ်ဗျာ25နှစ်ဆိုတာဗျာတကယ်အရွယ်ကောင်းအဲ့ဒီအရွယ်ကောင်းနဲ့နှလုံးသွေးကြောပိတ်နေအံ့ဩကျွန်တော်ဘဝမှာရှာပါအဲ့တော့ကျွန်တော်ပြောချင်တာကအခုခေတ်ဆက်လိုက်တွေကနေတချို့ကပြောရင်ငါတို့အဖိုးအဖွားတွေလေတဲ့ဆက်လိုက်တွေတောက်လာတာပဲတဲ့ဟိုနှစ်ပေါင်းများစွာတဲ့ဘာမှဖြစ်ပါဘူးမင်းတို့လက်ထက်ကတော့သူတို့အဖိုးအဖွားရဲ့လက်ထက်ကတော့ဆက်လိုက်တွေကဘယ်လိုပြောရမလဲအဆင့်တန်းတစ်ခုမှရှိနေလိမ့်မယ်အခုခေတ်ဆက်လိုက်တွေကဗျာဘယ်လိုတွေလဲတော့ကျွန်တော်မသိဘူးဘာဖြစ်လို့လဲဆိုတော့ဒီဆက်လိုက်တောက်တယ်အစီစားတယ်ဒါလေးလောက်တာနဲ့ပဲသိရမှာအသက်25နှစ်ရှိတဲ့လူတယောက်ကငယ်ရွယ်နှလုံးသွေးပိတ်အဲ့တော့ကျွန်တော်ဒီနေ့ပြောချင်တာကဘာလဲဆိုတော့ကျွန်တော်သင်ခန်းစာပဲကျွန်တော်ဘဝမှာအဲ့ဒါလုံးဝ shock ရသွားတဲ့သင်ခန်းစာပဲအဲ့ဒါကြောင့်မို့ကျွန်တော်နောက်ဆိုရင်လူနာက
ရင်ဘတ်အောင်တယ်လို့မော်တော်ချက်တက်ဖြစ်တယ်လို့ဆိုပြီးသိရမှာဒါစိတ်ဖိစီးမှုပြားတဲ့ခါပါဆိုပြီးတော့ပေါ့လေးမတွေးတော့ပဲねကျွန်တော်အများနဲ့လေးလေးနက်နက်တွေးတယ်ဘာလို့ဆိုဆရာကြီးကကျွန်တော်ကိုရှေ့မှာသင်ပေးသွားတဲ့သဘောမျိုးဖြစ်တယ်အဲ့တော့ကျွန်တော်ဒီမှာနားထောင်နေတဲ့လူတွေကိုလည်းပြောချင်တာဗျာဆက်လိုက်ကအခုခေတ်မှာပေါ်တဲ့ဆက်လိုက်တွေကအရင်ခေတ်ကတော့မဟုတ်ဘူးနော်10စားလောက်ပိုဆိုးတယ်ပြီးအခုခေတ်ရဲ့နောက်တစ်ခုကဘာလဲဆိုတော့စီတွေကဗျာဘလိုတွေလောက်ထားလဲတော့မသိဘူးအဲ့ဒီစီတွေကနည်းနည်းလေးစားလိုက်တာနဲ့လေအမှအကုန်လုံးနှလုံးသွေးကြောတွေကလီစားတွေအကုန်စီတွေလိုက်ဖုံးအဲ့တော့ကျွန်တော်ပြောချင်တာဆက်လိုက်ကိုတတ်နိုင်တယ်များမတော့နဲ့အစီကိုရှော့စားအဲ့လိုတွေမလုံနိုင်ဘူးကကျွန်တော်တို့ကတော့ဘွားဘေးအခြေအနေကတော့ဒီအစီတွေကတော့စားရမှာပဲဆိုရင်လေရင်ဘက်စူးကနေအောက်နေပြီဆိုရင်မပေါ့ပါနဲ့နီးစက်ရဆရာဝန်နဲ့အမြန်ဆုံးပြပြီးတိုင်မြင်မှာနော်ဆရာဝန်ကိုပြတော့မှဆရာဝန်ရဲ့တည့်ရမှာလိုအပ်ရင်တကယ်ကြတော့ဗျာတူတီကဝဲကအဲ့လောက်မခက်ဘူးလူတယောက်နှလုံးသွေးကြောကျင်းနေတဲ့လက္ခဏာတွေပေါ်တယ်ဆိုရင်သူ့ကိုသွေးကျဲစေးလို့သွေးရင်းအစီကြစေလို့ဒါလေးတွေတိုက်ထားလိုက်ခုခံဖြစ်တယ်ခုနကကျွန်တော်အသက်25နှစ်လူနာလို့ဆိုရင်သွေးတိုးလည်းမရှိဘူးစီးကြိုလည်းမရှိဘူးဆက်လိုက်တော့တယ်အစီစားတာအများများတယ်ဗျအဲ့ဒီနှစ်ချက်သေးနဲ့တွေသွေးတိုးစီးကြိုမရှိပဲနဲ့အသက်25နှစ်မှာနှလုံးသွေးကြောပိတ်တဲ့လူနာတကယ်ရှိတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်လေးစားစွာတင်ပြရင်းနဲ့ဒီနေ့တော့လောက်နေပဲနှုတ်ဆက်တယ်ကျေးဇူးတင်ပါတယ်